Suzuki Pro ရဲ့အားသာချက်အားနည်းချက်လေးလည်းရှင်းပြပေးပါလေလုပ်ငန်းသုံးမယ်ထားသွားထားလာလဲသုံးကျင်လို့ပါတော့ကျွန်တော်တင်နေ Suzuki Carry ရှိမယ် Suzuki ရဲ့ Carry Pro ရှိမယ် Suzuki Carry ဆိုတာအခုဂျပန်ကားလေးပေါ့ဗျာသူသုံးနေတဲ့ဟာလေးပေါ့အခုထားသွားထားလာသုံးနေဒီ2002-3-4လောက်ကနေပြီးတော့15လောက်ထိရှိတယ်အဲ့လိုဟာလေးတွေကကျွန်တော် Suzuki Carry လို့ခေါ်တယ် Carry Pro ကကျတော့အကြီးတွေပေါ့နော်အကြီး size တွေ engine power လည်း 1.5 နဲ့လာတဲ့ဟာတွေတော့သူကကြောင့် auto မလာဘူး manual ပဲလာတယ်အသစ် size သုံးရတယ်ဗျာဒီလားထားသွားထားလာတော့ကိုအရန်စစ်ပြီးတယ်ဈေးနှုန်းရလည်းအခုချိန်ဘယ်လောက်ရှိမှာ650တစ်ပတ်လည်လောက်ရှိတယ်တချို့လည်း650နဲ့900ကျားနံပါတ်တွေ model တွေ kilo တွေပေါ်မူတည်ပြီးတော့သုံးကြတယ် Artica တို့ CS တို့ Suzuki GLX ဆိုပါတော့အဲ့လိုမျိုးပုံစံပဲသူကဂျပန်အခြေစိုက်ကုမ္ပဏီမြန်မာပြည်မှာပြန်ထိုင်တာပေါ့နော်အဲ့လိုမျိုးတော့ရှိအဲ့တော့မိုက်တယ်ကျွန်တော်တော့ကြိုက်တယ်ပဲကျွန်တော်တူရဲ့အမြင်နဲ့ဆိုရင်မိုက်တယ်ကြိုက်တယ်ကားအရင်လည်းမကြည့်ဘူးရလည်းမကြည့်ဘူးသုံးရတာတွေ့manual လေးဖြစ်တာသိမမှန်ဘူးဒါပေမဲ့ဟို channel တွေကတော့ aircon တွေပါတယ်ဟို amine တွေပါဆိုပြ aircon မပါတာနဲ့ပါအာရုံနောက်တယ်တက်မှာဒီကောင်တွေကျတော့ aircon တွေပါတယ်စုံစုံလင်းလင်းဖြစ်တယ်